ညီတဲ့အေချမ်းနဲ့ဗုဒ္ဓဘာသာဖះအကြောင်းတစ်ခုကိုအရင်ဆုံးမြင်ရောက်ကြည့်လိုက်ပါဗျာပြီးတော့အဲ့ဒီဘေးမှာတင်စူညံနေတဲ့ EDM စင်မင်းကြီးရှိမယ်အမွေအတောင်တွေအကြီးတတ်ထားတဲ့ cabaret အတ္တမတွေရှိမယ်ကဘာကျော် K-pop star တွေရှိမယ်ဒေါ်လာ2000လောက်တန်တဲ့အင်ဂျီဝစ်ထားတဲ့နိုင်နိုင်ရေးဓမ္မတစ်ယောက်ရှိမယ်ပြီးတော့လူ9သိန်း6သိန်းလောက်ကလမ်းမာတွေပေါ်မှာအကြီးရီလီပတ်ကစားနေကြမယ်ပေါ့နော်ဟုတ်တယ်ဗျာပုံမှန်ဆိုရင်လေကျွန်တော်တို့ကရိုးရာပွဲတော်တစ်ခုလို့ပြောလိုက်တာ ਨੇ အမတန်ရိုးရှင်းတဲ့ဒလီထုံတန်းလေးတွေကိုပဲပြေးမြင်မိကြတာလေဒါပေမဲ့အခုထိုင်းနိုင်ငံရဲ့သင်္ကန်းပွဲတော်ကိုလေးလာကြည့်တဲ့အခါမှာတော့အဲ့ဒီလိုရိုးရှင်းပါတယ်ဆိုတဲ့မျောလင့်ချက်တွေအကုန်လုံးပြောင်းပြန်လမ်းပစ်ခံလာရတယ်လို့ပဲကဲတော့တေချာလေးဖြတ်ကြည့်အောင်ဗျာကောင်းပါပြီရှင်ဒီကနေ့ပြုလုပ်မဲ့အသေးစိတ်လေးလာတုံတမှုမှာကျွန်တော်တို့အဓိကထားဆွေးနွေးသွားမယ့်အရင်အမြစ်ကတော့2026ခုနှစ်ထိုင်းတန်ကြံပွဲတော်အထူးသဖြင့်ဧပြီလ23ရက်နေ့ကနေ15ရက်နေ့အထိနောက်ဆုံးရက်တည်းရဲ့အခြေအနေကိုအသေးစိတ်တင်ဆက်ထားတဲ့ Thailand News ရုပ်သံသတင်းရဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဗျာဟုတ်ပါတယ်သတင်းတက်ကမြင်ကွင်းတွေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်နော်ဟုတ်တယ်ဆိုတော့ဒီကနေ့လီလာမဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုရင်ယူရှင်းတဲ့ရေကစားဝဲလေးတစ်ခုဟာကမ္ဘာလုံးဆိုင်ရာပတ်မြင်ကျမှုတွေရဲ့LGBTQ+ အခွင့်အရေးဖော်ထုတ်မှုတွေရဲ့ပြီးတော့ data တွင်နိုင်ငံရေးနဲ့ရှေးအောင်ယုံကြည်မှုတလေးထုံးတန်းတဲ့အမခံရောရနေတဲ့ကမ္ဘာအဆင့်မီပွဲတော်ကြီးတစ်ခုအဖြစ်ဘလို့များပြောင်းလဲတော်တယ်လဲဆိုတာကိုကြည့်ချင်တာပါအဲ့ဒီနောက်ွယ်ကအလွတ်လွတ်သွားတဲ့ယန်ဒီယာတွေကပါရီလဲဆိုတာကိုပါကျွန်တော်တို့တုံးသက်သွားကြမှာပေါ့ဒီ Thailand News သတင်းမှာဖော်ပြထားတဲ့မြင်ကွင်းတွေကိုကြည့်လိုက်ရင်တာမန်ပျော်ပွဲရွှင်ပွဲတက်တက်ဆိုတာထက်ကိုအများကြီးကြော်လွန်နေပြီလေတကယ်ကိုတက်ရှိပြတဲ့တိုက်ကြီးတစ်ခုလိုပဲဗျထိုင်းလို့အဖွဲ့အစည်းရဲ့အထွာအတီးတီးကယဉ်ကျေးမှုနဲ့ခေတ်ရစီကြောင်းတွေကိုဘလို့ပေါင်းဆက်လိုက်တယ်လဲဆိုတာအထင်ရှားပြနေတာမှန်ပါတယ်ရှင်အဲ့ဒီတော့အရင်ဆုံးဘန်ကောက်မြို့ရဲ့အတဲနှလုံးလို့ခေါ်လို့ရတဲ့စီလုံးလန်းကနေစလိုက်အောင်ဗျာအချက်လက်တွေရဆိုရင်ဧပြီလ14ရက်နေ့အထိတင်လူဦးရေက9သိန်းကျော်သွားပြီအားလုံးပေါင်းလိုက်ရင်6သိန်းကျော်အထိပါဝင်ဆင်နွှဲခဲ့ကြတယ်တဲ့ဝါ6သိန်းကျော်ဆိုတာတကယ်ကိုမနှဲလာတဲ့လူအုပ်ကြီးနော်ဟုတ်တယ်စမသာကြီးပါတော့ဗျာလူတွေကြစ်ကြစ်တိုးလွန်လို့ည7နာရီတိတိပွဲသိမ်းတဲ့အချိန်မှာလေလူစုခွဲဖို့အတွက် BDS ဆလာဒန်ပူတာယုံကိုတောင်ယာယီပေးလိုက်ရတဲ့အထိပဲဆိုတော့အဲ့ဒီလောက်တောင်ဖြစ်သွားတာ哦အဲ့ဒီလူအုပ်ကြီးထဲမှာတတိထားမိစရာအကောင်းဆုံးကတော့တတိယနှစ်မြောက်ကျင်းပတဲ့ Amazing Bangkok Songkran Parade လို့ခေါ်တဲ့ LGBTQ+ စီတန်းလဲလဲပွဲကြီးပဲဖြစ်ပါတယ်ဟုတ်တယ်တရေထဲမှာတွေ့လိုက်တယ်အရန်ကိုစီကောတာပဲဟုတ်တယ်လေ Yoshi Rimrada တို့ Vina Pravina တို့လိုနာမည်ကျော်အလှမဲ့တွေကထိုင်းရိုးရဝတ်စုံတွေနဲ့ပါဝင်လာကြတာဟာတကယ်ကိုကြီးမားတဲ့မြင်ကွင်းတစ်ခုလို့ပြောလို့ရတယ်ဒါဒီမကောင်းဘူးဗျာတတိမီဒီယာတွေအာယုံဆိုင်မှုအပြည့်အဝရတော့တာနောက်တစ်ခုရှိကြတယ်ပန်းရောင်ခေါင်ရံပန်းကိုပန်းပြီးတော့တောင်းမြင့်ဖိနအရှိကြီးစီလုံလမ်းမှာနေတိုင်းလာပြီးရေကစားတဲ့ flipping ငန်းတို့လိမ့်ပြမျိုးထမီတူပဲအော်ဟုတ်တယ်အဲ့ဒီတယောက်ကတော်တော်လေးနာမည်ကြီးသွားတာဟုတ်တယ်ဗျာသူကကြည်ရတာပွဲတော်ရဲ့အစိပ်ပိုင်းတစ်ခုလိုတောင်ချစ်နေပြီပြီးတော့Manchester United ဘောလုံးအတင်းရဲ့တရားဝင်စာမျက်နှာမှာတော့ထိုင်းတင်ညာအကြောင်းဖော်ပြလာတဲ့အထီကိုကဘာကျော်သွားတာဗျာတကယ်ကိုကဘာလုံးဆိုင်ရာအတိုင်းတာဖြစ်သွားတာပေါ့ကိုကြည့်ရတာလမ်းမတွေပေါ်မှာကျင်းပနေတဲ့ Tomorrowland လို့ကဘာအကြီးဆုံးဂီတပွဲတော်ကြီးနဲ့တောင်တွားတူလိပြီလို့ကျွန်တော်တို့မြင်မိတယ်ဗျာအဲ့ဒီအမြင်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ရှင်ဒါပေမဲ့ကျမအမြင်ကတော့လေ Tomorrowland နဲ့အခြေခံအားဖြင့်ကွာခြားတယ်လို့ထင်တယ်ဟေးဘလို့မျိုးကွာရလဲဗျာဒီလိုလေ Tomorrowland ဆိုတာကကွင်းပိတ်ကြီးထဲမှာလက်မှတ်ဝိုင်းပြီးဝင်ရတဲ့စီးပွားရေးပွဲတော်တက်ပဲလေအခုတင်ငန်းပွဲတော်ကတော့ပြည်သူပိုင်းလမ်းမတွေပေါ်မှာကျင်းပနေတာအသက်ဝင်နေတဲ့ရိုးရာသားလေးတစ်ခုကို festivalization လို့ခေါ်တဲ့ကမ္ဘာအဆင့်မီပွဲတော်ကြီးအဖြစ်အသွင်ပြောင်းလိုက်တဲ့ဖြစ်စဉ်လို့မြင်ပါတယ်ခဏလေးဗျာ festivalization လို့ပြောလိုက်တော့ကျွန်တော်နည်းနည်းသိကျင်သွားပြီရိုးရာရေးကစားပွဲတစ်ခုကို festivalize ဖြစ်သွားအောင်သူတို့ဘယ်လိုလုပ်လိုက်တာလဲလမ်းပေါ်မှာ EDM တီးလုံးတွေထည့်လိုက်အောင်နဲ့အဲ့လိုချက်ချင်းဖြစ်သွားတာလားအိုးမဟုတ်ပါဘူး EDM တီးလုံးထည့်ရုံတက်နဲ့တော့ဖေးရမလဲဒါဆိုအဲ့ဒီနောက်ကွယ်ကယန်ဒီယာကိုနည်းနည်းလောက်ရှင်းပြပါလားရပါလေရှင်အဲ့ဒီ festivalization ဆိုတာကရိုးရာသားလေးတစ်ခုရဲ့အနှစ်သာရကိုမပြောက်စေဘဲနဲ့နိုင်ငံတကာကလက်ခံနိုင်တဲ့ပြီးတော့ပါဝင်ဆင်နွှဲခြင်းနဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးတာပါမျိုးပြအခြေခံအဆောက်အုံနဲ့ကဘာလုံးဆိုင်ရာအမတ်တန်စိတ်တွေနဲ့လူမှုရဲ့ပါဝင်မှုတွေကိုစနစ်တကျပေါင်းစပ်လိုက်တာကိုခေါ်တာပါ။အော်မျိုးပြစီမံခန့်ခွဲမှုတွေပါလာတာပေါ့။ဟုတ်တယ်။ဥပမာပြောရရင်လမ်းမတွေကိုပိတ်တီ
လုံခြုံရေးချပေးတာမျိုးပေါ့ပြီးတော့ Manchester United လို့ကမ္ဘာကျော်ဘောလုံးအသင်းမျိုးတွေကပါသူတို့ရဲ့ social media တွေမှာဝင်ရောက်ဖော်ပြလာအောင်ဈေးဝက်ချက်ထွင်တာမျိုးတွေ ဟိုဖိလစ်ပိုင်အဲ့ဒီလိုမျိုးနိုင်ငံတကာကလူတွေလွတ်လပ်လာရောက်ပြီးသူတို့